အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့ကစုံလာပြည့်နေ့မှာလောရမယ့်ရေးတရားလေးကိုလာပြောပြတာပါကစုံလာပြည့်နေ့ည9:00 နာရီမှာလောရမယ့်ရေးတရားလေးရတော့အိမ်ဖျားမှာတပြေ9ညွတ်ပေါ့နော်တပြေက9ညွတ်နှင်းစီက9ပွင့်ပြီးတဲ့အခါကျလို့ရှိရင်ရင်ပန်းတစ်ခုလက်ဖက်လေးပုံအားလေးကိုလိုအပ်ပါတယ်နော်ကစုံလာပြည့်နေ့ည9:00 နာရီမှာမိမိတို့ရဲ့အိမ်ဖျားမှာတပြေ9ညွတ်အိုးလေးတိုးနဲ့လှူမယ်နှင်းစီ9ပွင့်ကိုအိုးလေးတိုးနဲ့ထည့်မယ်ပြီးတဲ့အခါကျလို့ရှိရင်ဂုံတော်9ပါ9ခေါက်နော်ဒါမှမဟုတ်108ခေါက်တဲ့တလောက်ရှစ်ဖတ်တဲ့ဆယ်လို့ရှာတယ်အရမ်းပဲရိုးရှင်းပြီးတော့လွယ်ကူတဲ့အစွမ်းထွက်တဲ့ဆူတောင်းပြည့်တယ်လှူပြီးလို့ရှိရင်တော့သူကဘာလုပ်ရလဲဆိုတော့မေတ္တာပို့ပေးရတယ်မေတ္တာကိုခံယူရတယ်မြတ်စွာဘုရားကိုပဲလှူရတာပဲနော်မြတ်စွာဘုရားကိုပဲလှူရတယ်ပြီးလို့ရှိရင်ဖျားရဲ့မြစ်တာကိုလည်းခံယူမယ်သူတော်စင်သူတော်ကောင်းတို့ရဲ့မြစ်တာကိုလည်းခံယူမယ်ဝိဇ္ဇာတွေရဲ့မြစ်တာကိုလည်းခံယူမယ်ပေါ့နော်အပြားဝင်မယ်ပြီးတဲ့ခါကြလို့ရှိရင်အမြဝင်မယ်ပြီးရင်ကြီးစီလေးထုပေးမယ်ခေါင်းလောင်းလေးတီးပေးမယ်ခေါင်းလောင်းလေးတီးမယ်ကြီးစီလေးထုပေးမယ်အဲ့ဒါလေးကိုလုပ်ပေးလို့ရပါတယ်နော်လုံးဝမဲ့အချိန်လေးကတော့ကစုံလာပြည့်နေ့ည9:00 နာရီလိုအပ်တဲ့ပစ္စည်းကတပြေ9ညွန့်နှင်းစီ9ဝင်းနှင်းစီကဘာရောင်ဖြစ်ဖြစ်ရပါတယ်လက်ဖက်ကတော့လင်ပန်းတစ်ခုထဲမှာလက်ဖက်ကလေးကို4ပုံပုံပြီးလို့ရှိရင်လစ်ပို့ပေါ်မှာမီးတင်ထွန်ပြီးရင်ဖျားမီးပူစောဂုံတော်9ပါးကို9ကောက်ရုပ်လိုသောစုကိုတောင်းလစ်ပို့ပလင်းပေါ်မှာလစ်ပို့ပလင်းကိုအရေကိုတွန်လိုက်လဲရတယ်မတွန်မဲနဲ့ဒီတိုင်းပဲတင်ပြီးတော့ထွန်လဲရပါတယ်နော်ဂုံတော်9ပါးကတော့လွယ်ကူပါတယ်ဣတိပိတောပကဝါအရဟံတမတမုဒ္ဒောဝိသစေနာတမနောသူကတောလောကဝတ္ထုအနုတ္တရောပုရိတာဓမ္မတာတိတထဒေဝမနုဿာနဲ့ဗုဒ္ဓောပကဝါဂုံတော်9ပါးကို9ကောက်ရုပ်ပြီးတဲ့ခါကျလို့ရှိရင်ကိုလိုသောစုကိုတောင်းစုတောင်းပြည့်တယ်အလွန်လဲရိုးရှင်းတယ်ဆူတောင်းပြည့်တယ်အထိတ်တန်လို့လည်းပြောလို့ရတယ်လာပြည့်နေ့ညမှာလုံးဝမဲ့ရေတရားတွေကရေတရားတို့လည်းပြောလို့ရတယ်ရေတရားမဟုတ်ဘဲနဲ့ကိုလိုသောစုကိုတောင်းပြီးတော့ဆဆရရအတွက်ပေါ့နော်ကိုဖြစ်ချင်တဲ့ဟာတွေလည်းဆူတောင်းလို့ရတယ်ရေတရားတွေတော့မဟုတ်ပါဘူးဖေကစုံလာပြည့်နေ့မှာနေတူးနေ့ပြက်လေးမှာပူဇော်တဲ့သဘောပါပဲကျေးဇူးတင်ပါတယ်